အခုဒီမှာဝင်နေတဲ့ line တွေကိုမလိုချင်ဘူးဖြတ်ချင်တာအပေါ်ကတက်တွေမလိုက်ချင်ဘူးအဲ့လိုတက်တွေမလိုက်ချင်ဘူးဆိုရင်စောစောလေးကတမီးလောက်ခဲ့တဲ့အတိုင်းပဲ paragraph ရဲ့အောက်ကမြားလေးကိုနှိပ်ပါနှိပ်ကြည့်အောင် paragraph ရဲ့အောက်ကမြားကိုဝယ်နှိပ်ကြည့်ဟုတ်တယ် paragraph ရဲ့အောက်ကမြားကိုနှိပ်မယ်မှန်တယ်ပြီးရင်စောစောလေးကသွားခဲ့တဲ့နေရာ TAB tab ဆိုတဲ့နေရာကိုပဲပြန်သွားမယ်နှိပ်ကြည့်အောင် TAB tab ဟုတ်တယ်မှန်တယ်ဒါဆိုရင်မလိုချင်တော့ဘူးဒီမှာရှိတဲ့အကုန်လုံးစင်တီမီတာတွေမလိုချင်ဘူးဆိုရင်အောက်နားလေးကိုတစ်ချက်ကြည့် OK cancel ရဲ့အပေါ်နားမှာ clear all ဆိုတဲ့စာပါတယ် clear all ကိုတစ်ချက်နှိပ်လိုက်ဟုတ်ပြီနှိပ်ပြီးသွားရင် OK ပေးလိုက် OK ပေးလိုက်ရင်ဆရာမတို့အဲ့မှာဒီ click ချတဲ့နေရာမှာတော့ပျောက်သွားတယ်အောက်ကဥစ္စာတွေကမပျောက်သေးဘူးဒါဆိုရင် click ချတဲ့နေရာကနေနောက်ဆုံး line ထိဆက်လက်မှတ်လိုက်ဖိဆွဲပြီးဆက်လက်မှတ်လိုက်ရတယ်ကလစ်ချတဲ့နေရာကနေမောက်ကလေးကိုပြီးအောက်ထိဖိဆွဲလိုက်တနည်းဟုတ်တယ်ဖိဆွဲမယ်ရဲရဲဆွဲဟုတ်တယ်ရတယ်ညာဘက်ထိမရောက်လဲဘာမှမဖြစ်ဘူးเนาะဖိဆွဲလိုက်ရင်ရတယ်စောစောလေးကလိုမျိုးပဲဒန်လော့ပေါက်ကလေးကိုပြန်ခေါ်ပြီးเนาะဒန်လော့ပေါက်ညာလေးကိုတစ်ချက်နှိပ်ပါမယ် tab ကိုနှိပ်မယ် clear on နဲ့ပဲဖြတ်ပေးပါမယ် clear on နဲ့ပဲဖြတ်ပေးမယ်เนาะဟုတ်ပြီ clear on နဲ့ပဲဖြတ်လာဒါဆို click ပြန်ချမယ် banana ရဲ့အောက်မှာ click ပြန်ချဒါဆိုတမီး keyboard က tab တွေနှိပ်ကြည့်ပါအောင်keyboard က tab တွေနှိပ်တယ်ဆိုရင် line တွေမဝင်တော့ဘူးတွေ့လား tab ရဲ့ပုံမှန်တိုင်း site ပဲဝင်နေတာပုံမှန်တိုင်းသူကွာမဲ့အကွာအဝေးလေးပဲဝင်နေတာ back space ပြန်သွားပြီเนาะ banana ရဲ့အောက်မှာပဲ back space လေးပြန်သွားပေးပါမယ် okay enter 2ချက်လောက်ဆင်းခဲ့ပါ enter ကို2ချက်လောက်ဆင်းခဲ့ okay ရပြီကဲအဲ့ဆိုလို့ရှိရင်ဒီမှာကဒါက tab ဖုံတဲ့အရာကိုအဲ့ tab တွေမလိုချင်တော့ဘူးဘယ်လိုပြန်ထည့်ရမလဲဆိုတာရှင်းပြပေးတာဒါဆိုဒီထိရမလား